ဒီเจ้าနဲ့ကနာမည်က ဒိုးပင်ကျောင်းပေါ့ဗျာ ဒိုးပင်เจ้าနော် ဒိုးပင်ကျောင်းဆိုတာကမူလကျောင်းပေါ့17နှစ်လောက်ဖေးက9နှစ်သားလောက်ဆုံးအမေကတော့10နှစ်17နှစ်လောက်မှာ73နှစ်လောက်ရောက်တော့ပြီးပါမရှိတော့ဆုံးသွားတဲ့ခါကျတော့ကဲလို့အဲ့တော့ဖေးမေမရှိတဲ့ခါကျတော့အမကြီးတော့အမိအရာရောက်ဖိုက်မှာနေပြီးတော့ဒီစီးပွားလေးနဲ့တက်လာတဲ့ခါကျတော့ဟဲ့ဘုန်းကြီးဟိုရတောင်းမင်းတို့ရှင်၄ပါးပြုမယ်၅ပါးပြုမယ်ပေါ့၄ပါးတော့ရပြီတစ်ပါးကတော့မင်းပြုလိုက်ပါ9ရက်လောက်ဝတ်တယ်ဘုဗိဒာလည်းတခါအဲ့ဒီ9ရက်ဝတ်တာအခု25ဝါရလာ9ရက်ပြည့်ပြီးတဲ့နောက်မထွက်ချင်ဘူးကဲဒါနဲ့အဲ့ဒါ3နှစ်လောက်စာပြီးကျန်းကန်နေပါလေလိုက်ပြီးတာနဲ့အဲ့လိုမိဘမဲ့ဒီလေးဖရီကလေးတွေအုံခေါ်တာသေးအကြောင်းထားပြီးရှိတဲ့သင်္ကန်းလေးရောင်းပြီးကြောင်းထားတာပဲ အရှင်မဒီเจ้าကိုတူထောင်လာတာအရှင်ကတပါးလေးတူထောင်လာဘယ်နှစ်နှစ်ရှိသွားလဲဗျာ ဒီပေါင်း20လောက် ရော20ရှိသွား ဒါမှနိုင်ငံတော်တင်တာတော့1350ခုနှစ်ကစတယ် ဒီမှာ အဲ့ဒီထက်စိုးနေတဲ့စောသေးတယ်ကျုပ်ကလောက်တာ ဒီမှာ 1350ခုနှစ်စတင်နေဆိုရင်ပဲတွက်ကြည့်ရင်အခုက1366ဆိုတော့16နှစ်ရှိနေ ဒီမှာဗျာ 16နှစ်နှစ်20လောက်ရှိပြီ အရှင်ပြစာပြတူထောင်တော့ဒီကလေးတွေဘယ်နှစ်ယောက်ရှိရလဲခင်ဗျာကလေးတငယ်ဘယ်နှစ်ယောက်ကိုရင်းလေးဘယ်နှစ်ယောက် အဲ့ဒါ36ရောက်နဲ့စားခဲ့ရတာ ဒီမှာဗျာအဲ့ဒါလေးလို့ကျင်တာဗျာနော် ကလေး36ရောက်နဲ့စား ဒီမှာဗျာအခုဆိုရင်ဘယ်လောက်ချီသွားပြီလဲဗျာ အခု449ရောက် ဒီမှာဗျာအဲ့ဒါကတော့ဟိုတင်းပေါ့ဟိုတင်းပေါ့ကိုရင်လေးတွေရောအရက်ွယ်ရေးစားရော ကိုရင်ဦးစင်းတော့50ပေါ့ ဒီမှာဗျာ ကိုရင်ဦးစင်း50ကျောင်းသား400 ကျောင်းသား400ဗျာဒီမှာ 450ပေါ့ ဒီမှာဗျာ ဟိုအပြင်မှာကဟိုကရောက်နေတာငယ်တန်းလက်တန်းကြီးတန်းဓမ္မစရိယတန်းမင်းကုန်းတိပိကတရတပါ ဒီမှာဗျာ အခုမင်းကုန်းမှာအထားတယ်လက်နှစ်ရှိပြီသူက ဒီမှာဗျာ ရှင်းနေလောက်ဆိုတော့တိပိကပြီးကျင်ပြီးလိုက်ပြီပေါ့လေညံကောင်းဝိရိယကောင်းကျမ်းမာရေးကောင်းရင်ပေါ့ဗျာ ဒီမှာဗျာတန်းနာမည်ဘယ်လိုခေါ်လဲနာမည်လေးပြောပါအောင်ဗျာ နေလျောင်းဗျ ဟုတ်လားတာအသက်ဘယ်လောက်ရှိပြီလဲ ကိုနေဗျ ဘယ်လောက်ရှိပြီလဲ ကိုနေဗျ ကိုနှစ်နော်တာဒီမှာရောက်တာဘယ်လောက်ကြာပြီလဲ တိတ်မိကြတယ်ဗျ တိတ်မကြသေးဘူးနော်သားစီမရောသားဟိုမိဘတွေရှိသေးလား ရှိတော့ဗျ ရှိတော့နော်ဘယ်ရောက်သွားကြလဲ ဒီတော့ဗျ အော်ဟုတ်ပြီနော် တနာဦးဗျ ဟုတ်ပြီသားအသက်ဘယ်လောက်ရှိပြီလဲ ရှင်းနေဗျ ရှင်းနေနော်သားပရဒတ်ရောက်ပြီလဲ ကျန် သားမမိဘတွေရှိသေးလား ရှိရရ ရှိသေးလားအဖေရောအမေရောရှိလား ရှိရ ဟုတ်ပြီနော် ပါဗျ မောင်မျိုးကိုနော်ဟုတ်ပြီသားအသက်ဘယ်လောက်ရှိပြီလဲ စေနေ ဟုတ်ပြီစိုင်မျိုးမျိုးဗျ ဟုတ်ပြီသားအသက်ဘယ်လောက်ရှိပြီလဲ 19နှစ်ဗျ ပရဒတ်ရောက်ပြီလဲသား 7တင်နေပဲအောင်လိုက်ဗျ ဒီနေ့အောင်သွားပြီဩတော်တာဗောသားတစ်ခါတည်းအောင်လာလားသား ဟိုတနေ့ကြာဗျ တနေ့အောင်လာနော်ဟုတ်တနေ့ကြာသေးတယ်လားသားမိဘတွေရှိသေးလား ရှိရဗျ နော် ရှိရဗျ ရှိသေးတယ်နော်သားဘယ်နေလာရတာလဲ နောင်ချူနေ နောက်ကျွမ်းနေလာတာဘယ်လိုလုပ်ပြီးသားရောက်လာဒီကို အိမ်ကဆင်ပြီးတော့ရောက်လာတယ် အိမ်ကဆင်းပြီးတော့အိမ်ကဆင်းသားအိမ်ကထွက်ပြေးလာလား ဟုတ်ဗျ ဘယ်လိုဖြစ်လို့ ကျောင်းမထားနိုင်တော့ရောက် ကြောင်းမထမ်းရောက်လာတာဟာလားတောက်ဘယ်သူတွေလာပို့လဲဒီကို အဖေမေလာပေါ့ ပြေးလာပို့လားဟာလားအော်ဟုတ်ပြီဟုတ်ပြီ ဘုန်းကြီးကြောပါခင်ဗျာ ဟုတ်ပြီဘယ်လောက်ကြာလဲဒီရောက်တာ လေးနေရှိပါ ဒီနေ့ရှိတယ်တပ်ပဒနဲ့ရောက်ပြီလေ ဆယ်တန်း ဟာလားဟုတ်ပြီတာမိပါတယ်ရှိသေးလား ရှိပါတယ် ရှိပါတယ်နော်ဘယ်လိုတာတီရောက်လာတာလဲ ဟိုကအေးခက်ခဲရှိ အကယ်ရှိလို့ရောက်လာနော်ဟုတ်ပြီဟုတ်တယ်နော်ကြောက်တက်တယ်လားတာ ဟုတ်10တန်းတက်ပါ စမ်းတက်နေပြီနော်တာမိဘရှိသေးလား ရှိတော့ဗျ ဟာလားမိဘတွေစုံသွားကြလားဟာလားတာတီရောက်တာဘယ်နှစ်ရှိပြီလဲ 9နှစ်ရှိပါ ခုနှစ်ရှိပြီနော်တာနေရတာအဆင်ပြေရလား ပြေပါခင်ဗျ တာစာရေးတော့ရဘလို့အဆင်ပြေရလား ပြေပါခင်ဗျ ပြေတယ်နော်ဟုတ်ဟုတ်နော်ကဲကိုရင်ကိုမေးရအောင်ကိုရင်ဘွဲ့နာမည်ဘယ်လိုခေါ်ပါလဲနည်းနည်းကြည်ကြည်လေးပြောပါကိုရင် ညနေလား ဟုတ်လားနော်ကိုရင်ဒီရောက်တာဘယ်လောက်ကြာပဲ တနေ့ဒီနေ့ရှိပြီနော်မိဘတွေရှိသေးလား ရှိတယ် ရှိလားရှိရနော်ဟုတ်ပြီဒီမနေ့ကပြောရလားကိုရင်ဒီမနေ့ကပြောရလား ဘယ်ရ ပြောပါလေ ကွန်ထလိုက် အသက်ဘယ်လောက်ရှိပြီလဲ ကိုနေ ဘယ်တန်းရောက်ပြီလဲ နေနေ ဟုတ်လားမိဘတွေရှိသေးလား ရှိတယ် ရှိရနော်အဲဒီဘက်ကိုကြီးလေးဖက်လက်ပါအောင်ကိုကြီးဘွဲ့နာမည်ဘယ်လိုခေါ်ပါလဲ ရှိဘူးလားခင်ဗျ မကြောက်ဘူးကိုကြီးနည်းနည်းကြည်ကြပြောနော်ဟုတ်လားအသက်ဘယ်လောက်ရှိပြီလဲ နေနေကြောက် ဒီဘယ်လောက်ကြာပဲဒီရောက်တာကြာပြီလား တာ သိမကြသေးနော်ဟိုအဖေမီလေးရှိသေးလား ဒီခင်ဗျ ရှိသေးရဲ့နော်ဟုတ်ပြီဗျာဘယ်လိုတက်တည်ပါလေလို့လားဗျာ တက်သေးတော့မလို့ပါဘူးဗျတချို့ကကျုပ်ကနမ
တစ်ကမိဘမဲ့ တင်ပါဗျာ နှစ်ကအမိမဲ့သုံးကအဖမဲ့ တင်ပါ လေးကမိဘရှိတယ်အကြောင်းမထားနိုင်တော့ တင်ပါဗျာ ငါးကမိသွေးဖရိကလေး6ကပတ်စံလည်းရှိတယ်အကြောင်းမထားနိုင် တင်ပါ သို့တော့ပညာရေးမှာအလံဝေးနေတဲ့ တင်ပါဗျာတင်ပါဗျာ ပညာရေးမှာအလံဝေးနေတဲ့ဥမာရွှေဘုံကပွဲဘက်ကကလေးတွေဆိုတော်တော်များများလာထားတာရှိတယ်အဲ့ဒါရွာလူကြီးကလာတာမဟုတ်ဘုံမြတ်လာတာ တင်ပါဗျာ ဘုန်းကြီးဗျာတပည့်တို့ကလေးတွေကရှစ်တန်းပဲဒီတို့အေယာဝတီမြစ်တစ်ဖက်ကမ်းမှာရှစ်တန်းပဲရှိပါတယ်9တန်း10တန်းကြတော့အရှင်ဗျာဒီတို့မှာကလေးရေကြီးတဲ့ခါမှာလှိမောက်သေးတဲ့အကြောင်းသားတွေတော်တော်များများရှိတယ်ပေါ့ တနာဆရာပဲဗျာ အဲ့ဒါလေးတွေကိုရှင်များအနေနဲ့ကုညီဆောင်ရွက်ပေးပါရွာနေတော့ပဲတို့ဆန်တို့စီတို့ဝိုင်းပြီးတော့ပြုပေးကြပါမယ်အဲ့ဒါအရှင်ဗျာတစ်နှစ်တစ်ကြိမ်ကြွပေးပါဆိုပြီးတော့အဲ့တော့ဘုန်းကြီးကိုယ်တိုင်ကရွာသားတွေစုပြီးတော့လာထားရှိ အရှင်မြတ်တစ်နှစ်ကိုတိုးလာတဲ့အကြောင်းသားဘယ်လောက်ရှိလဲဗျာတက်အရှင်မြတ်အဲ့လိုမျိုးလိုက်ပြီးတော့ကြည့်ခမန်းရ ရတယ်အယော့တော့မရှိဘူး တင်ပါဗျာတင်ပါ တစ်နှစ်ကို100လောက်တိုးလို့မထင်တာပဲကျွန် ဩအဲ့လိုတော့တိုးတာဟုတ် အတိုး တင်ပါဗျာအခုအရှင်မြတ်ဒီမှာရှိတဲ့အကြောင်းသားတွေကဒီခိပညာကိုတင်သလားဗျာဒါမှမဟုတ်ဘဲနဲ့ဒီဟိုတင်ဗုဒ္ဓဟိုတင်ပဲတင်သလားဗုဒ္ဓစာပေပဲလေ့လာလားဗျာ အဲ့ဒါကိုတော့ဘယ်လိုပြောမလဲဆိုတော့ဒီကျောင်းပိတ်ရက်မှာဓမ္မစကြာတို့ပိတ်ကြီးတို့မင်္ဂလာတုတ်အ내ပါဠိပေါ့ဗျာအဓိပ္ပာယ်လူတန်ဖို့ရှိအောင်ပေါ့နော်လူတွေတန်ဖို့ရှိအောင်လို့အခွန်ခွာအကာပြစ်မှအနှစ်ကတွေ့မှာကိုအဲ့တော့ခုခေတ်မှာဘယ်လိုဖြစ်နေလဲဆိုတော့ဒကာကြီးကဒီလိမ္မာတော့မြင်မြင်တယ်ဆင်းရဲတော့အားရကြွယ်ဝိုင်းမနာလို့ဓာတ်ရည်တို့ကြတော့မနစ်တဲ့အမိုက်တရား၄ပါးထုံးကားပြီးဤလူပြေလို့ဆိုတဲ့အတိုင်းအဲ့ဒီလိုစောင်းမြှောင်းပြီးတော့ကြည်တာတို့ဘာလို့ဆိုဒီမှာမရှိဘူးကိုကမိဘမဲ့ဆိုစောင်းမြှောင်းပြီးတော့မကြည့်နဲ့အဘိဓါပြပါတာတရားကြီးမထားနဲ့အကုန်လုံးပြောင်းပြန်လာတယ်ကြောက်ထမင်းကျွေးတဲ့တော့မှဇလုံးကြီးတစ်လုံးနဲ့9ယောက်ဒီငါသားတို့တယောက်ရမဖြစ်ကြနဲ့ဒီမှာလူမျိုးက10မျိုးလောက်ရှိတာကို တင်ပါဗျာ ပလောင်ရှိမယ်ရှမ်းရှိမယ်ပအိုးရှိမယ်မြကြီးနားကချင်ရှိမယ်ခရစ်ယာန်ရှိမယ်ကလားရှိမယ်ရွှေပလောင်ရှိမယ်ငွေပလောင်ရှိမယ် တင်ပါဗျာဒီမှာဒီကလေးတွေအတူနေတဲ့ခါကြလို့ရှိရင်သူတို့ဒီလိုဘောလေကလေးဘာသာဘာဝဟိုတင်ဘောအခက်ရံဖြစ်ဖို့ပြဿနာတွေရှိပါသလားဗျာ အဲ့လိုတော့မရှိပါဘူးကလေး ရှိ တွေ ပါ ဟုတ်တယ် တင်ပါဗျာတင်ပါ အဲ့ဒါနားဝင်အောင်သဘော တင်ပါ ပေါက် ဗျာ ဆုံးပါ အမှန်တန် ဝေးမှာအားလုံးလာနေကြတယ် အင်မတန်မမြတ်တဲ့လူကမ်းပါပဲဗျာဒီတော့အမှန်တန်ကိုယ်မှာကြားရလဲဝမ်းသာပါတယ်ဗျာဒီဥစ္စာအခုဒီမှာတော့အရှင်ဗျာဒီလူမျိုးဘာသာလုံးဝမခွဲခြားဘဲနဲ့ဒီတင်ပါဗျာအမှန်တန်မမြတ်ပါတယ် သူကရှာကျွေးတာ တင်ပါဗျာ ကိုယ်တိုင်အလူကံရှာကျွေးတာ တင်ပါဗျာ သွားတာပဲခဏနေသွားတော့မှာအဲ့ဒါ တင်ပါဗျာ ကိုမနေ့ကပြန်လာပြီ တင်ပါဗျာ ပြီးတော့ကံကောင်းလို့တွေ့ရတယ် တင်ပါဗျာအဲ့လိုမျိုးအလူခဏတော့အဆင်ပြေရလားဗျာ ပြည်ပါတယ်ဗျတခါတလေလဲဆန်10အိတ်15အိတ်လောက်ရတယ် တင်ပါဗျာ 15အိတ်ဆို2ရက်3ရက်စာပေါ့လေ တင်ပါဗျာ မနေ့ကပဲရန်ကုန်မြို့ဥကြကျော်ဟိန်းမိသားစု9အိတ် တင်ပါဗျာ ဥဇော်ဝင်းမိသားစုက9အိတ် တင်ပါ ပသိမ်ကဥဇော်ဝင်းမိသားစုက9အိတ် တင်ပါဗျာ တခါသခိုင်းက9အိတ်မနေ့ကအိတ်20နဲ့ပတ်စံ9000လာ တင်ပါဗျာတင်ပါ တော့ကျောင်းမှာရှိတာပဲကျောင်းကအလှူခံတာခန္ဓာပဲ တင်ပါ လေ ဗျာ ယာသိတဲ့အချိန်စဘာပေါ်ချိန်ပေါ့လေ တင်ပါ လူကထွက်တယ်ပြော တင်ပါဗျာဒီနေ့ကိုဒီကိုရင်လေးတွေနဲ့အကြောင်းသားလေးတွေကိုကျွေးတဲ့ဥစ္စာဘယ်လောက်ကြပါလဲဘယ်လိုကျွေးရပါလဲ ဒီနေ့ကိုဆန်9အိတ် ဆန်ငိုက် ဒီ တင်ပါ နေ့ဟိချက်ဆရာပိတ်တာ90မနေ့ကိုပိတ်တာ30နေ့လယ်ကိုပိတ်တာ30 တင်ပါဗျာ ညနေကပိတ်တာ30ပေါ့ တင်ပါဗျာတင်ပါ ကို ဗျာ င်းကြတော့ကျွေးကြမလို့လေတင်းကနဲတာကို တင်ပါ ဦးစင်းမှာ90ဆိုအကြောင်းသား400ကိုနေ့တူကနေ့စဉ်နဲ့အများရှာကြည့်တာပဲတော့ ဒါအရှင်မြတ်ခုနကအလှူခံထွက်ခဲ့တာလားဗျာ ကထွက်လို့ရလာပြီ ဒါတွေကဟိုနေအိန္ဒိယလှူတာလားဗျာဘယ်လိုအသိမဲ့ဖွဲ့စည်းလှူတာဗျာ အိမ်ကနေလှူတာ တင်ပါဗျာ မုံညင်း အော်ဒါမုံဟင်းရွက်တွေဟုတ်ပြီ ဟိုဘက်မှာဆိုဖြုံကြီးတွေကြောက်ဖြုံကြီးတွေရှိတယ် တင်ပါဗျာတင်ပါဗျာတင်ပါဒါတွေအော်သူတို့ကဒါဟိုငွေကြေးတက်တယ်လဲငွေကြေးပေါ့ဗျာနော်ဟင်းသီးဟင်းရွက်တယ်လဲဟင်းသီးဟင်းရွက်ပေါ့ဗျာနော်ဒါဆိုရင်ဘယ်တစ်ခါလောက်ချက်ရမလဲဗျာဒီအားလို့ဆို ဒါညနေဆိုကိုမီတကကြီး ညနေဆိုကုန်ပြီအော်တော့တောင်းပါလေ ဟုတ်ကဲ့ ဟုတ်ပြီအဲ့ဒါကဗာလဲဒီဆွန့်ချက်တဲ့နေရာနော် ထမင်းပေါင်းကို အရှင်မဒီထဲမှာဆိုရင်စံပတပြည့်ဆက်လန်ဗျာ ဆန်တအိတ်ပေါ့24ပြီ ဟုတ်ပြီတစ်ခါချက်ရင်ဘယ်လောက်ချက်ရလဲဗျာ တအိတ်ချက်တာလေ တအိတ်ချက်ရတယ် ငါးကပေါင်း အော်အဲ့ဒီအိတ်ကဒါတစ်ခါတစ်နက်စာပဲပေါ့ဗျာ ငါးကပေါင်းထားတာအဲတကယ်လို့ဟိုကမဖြစ်ရင်မနေ့စာကျွေးပြီးနေ့လေစာ တင်ပါ နေ့ ဗျာ လာပြီးညနေကျတော့ထမင်းအေးတော့ဖြစ်သွားတာပေါ့လေ ဟောတင်ပါဗျာဒါပေမဲ့ဒီဟာစံတိတ်ဆိုလို့ရှိရင်တရက်စာလားတစ်နက်စာလားဗျာ ဟုတ်လေဒါငါးပေါင်းပေါင်းတာတစ်ခါပေါင်းလို့ရှိရင်ဆန်တအိတ်ပေါင်းတယ် တင်ပါဗျာတင်ပါ ငါးက ဗျာ ပေါင်းလိုက်တာ နော်အဲ့တော့သုံးတာတော့အရှင်မဒီထင်းမီတွေပဲထင်းမဲ့သုံးတော့ပါဗျာ ဒီမီပဲသုံးပါလေ ထင်းမဲ့သုံးပါနော်ဘယ်နဲ့ကိုထိုးတာလဲ ဒီဦးစင်းပေါ့နော်ဒီကြောင်ဆောက်ပေးတယ် အော် तू ကဟိုတင်းကို ဒီမီကြောင်ကိုဆောက်ပေးတာ ဒီကြောင်အော်တင်ပါဗျာ ဒီမို့ကြောင် အော်မိဖို့ကြောင်စောက်ရှောက်ပြတာတင်ပါဗျာ ခဏမှဦးစင်းကကြောင်ပေါ်မှာဆောက် တင်ပါအရှင်မြတ်ဒီမှာသတင်းသုံးတာဘယ်လောက်ကြောင်လဲဗျာ
ငယ်တပြီ ကြာပြီ ကြာပြီနော် အဲ36ရောက်ထဲက ဒါကဟင်းပေါင်းနော် ဟင်းပေါင်း ဟင်းပေါင်းဆိုတာကဒါ မုံကြီးရယ်ဖေုံကြီးရယ်ကြောက်ဖေုံကြီးရယ် အကုန်ရောပေါင်းထားတာပေါ့နော်တက်တက်လို့ပေါ့ဖေဒါ တက်လို့ဗျာနေတိုင်းတက်လို့ နေတက်တက် သူကရှိတဲ့နေမှာဟင်းကောင်းစားရတာ ဒီမှာဖေဒီမှာဟိုတပတ်ကိုဘယ်နှခါတော့အသားစားလဲဖေ တပတ်ကိုတစ်ခါလေးတစ်လနှစ်ခါလောက်ပဲစား တစ်လနှစ်ခါလောက်ပဲအသားစားပါ တစ်လတစ်ခါလောက်ပဲစား ဒီမှာဖေဒီမှာဒီငပိရောရှိရလားဖေငပိရတော့ အပြီးတော့ဝယ်ရတာပေါ့ ဒီမှာဖေ မန္တလေး ဒီမှာ ကတော့အလှခံ ဒီမှာဖေဒီမှာပန်းလေးတွေနော် ဟုတ်ကဲ့ ဒီမှာဖေဒါတွေကနှစ်ခါစားလားတစ်ခါစားလားဖေ ညနေတ ညနေ ညနေစားတစ်ခါစားပဲဖေနော်ဒီမှာဗျအဲ့ဒီမှာအရှင်ဘန်းလိုပဲဒီမှာပေါ့လေဟိုတင်ကျောင်းသားလေးတွေကိုရင်လေးတွေကိုစာသင်ပေးနေတဲ့ဟိုတင်ဦးစင်းကြီးတော့ရှိပါလားဗျာ ရှိပါတယ်ဗျာ ဒီမှာဗျာ ဟိုတိမ်ထဲမှာအင်္ဂလိပ်စာသင်ကြားမဲ့ဦးစင်းတွေက3ပါးရှိ ဒီမှာဗျာဒီမှာ တယ်ကိုရန်စပီကင်အင်္ဂလိပ်ကိုရန်ဆယ်ရမို့ ဒီမှာဗျာ ဒါကပါဠိစာပေသင်ကြားတဲ့ဦးစင်းက2ပါး ဒီမှာဗျာ ဒါကစာရေးတောက်ရေးမှာထိမ့်သိမ့်မဲ့ဦးစင်းက1ပါး ဒီမှာဗျာဒီမှာဗျာ ဒါကကျောင်းပေါ်မှာအဲ့လေလာရင်ဆော့ဆော့ဖို့ဦးစင်း1ပါးရှိသေးတယ် ဒီမှာဗျာဒီမှာ အဲ့လိုမျိုး ဆယ်တန်းကျောင်းသား ဟုတ်ကဲ့ ဒီအိတ်တဲ့နေရာပေါ့နော်သူဟိုနေပေါ့လေ ဟုတ်ကဲ့ ဆယ်တန်းအတွက်ကိုစာပေလိလာစီရတဲ့နေရာလေးပေါ့ဗျာ ဟုတ်ကဲ့ အခုတော့ဘလောက်အေးလဲညကျရင်တော့ဘလောက်အေးမလို့မသိ ဒီမှာဗျာ ဟုတ်ကဲ့ကျောင်းမှာလည်းခါတော့ရ ဒီမှာဗျာဒီမှာဗျာ ဒီဦးစင်းကတော့ဆယ်တန်း ဒီမှာ ခိုက်တော့ အော်ဆယ်တန်းကြိုက်ပဲ နေ နော် တော့မွေးတဲ့ဦးစင်းပါပဲ ဒီမှာဗျာအရှင်မဖွင့်ပြဘယ်လိုခေါ်လဲဗျာ တက်ကစီကတော့လည်း အရှင်မဒီမှာရောက်တာဘယ်လောက်ကြာပါပြီလဲ ဦးစင်းဒီမှာရောက်တော့ 36ရောက်ထဲက1ပါးပါပဲ 36တပါကျနော်အရှင်မအခုဒီကလေးတွေကိုစာပြပြတော့ပါဗျာ ဟုတ်ကဲ့သူတို့မသိတာရှိရင်တချို့တတွေတော့ဖြစ်ပြီးပါတယ် ဒီမှာဗျာဒီမှာအရှင်ဘုရားဟိုဘာဘာသာတွေသင်ပါလဲဗျာ ဦးစင်းကအင်္ဂလိပ်နဲ့ ဒီမှာ မြန်မာစာအထီးတော့ ဒီမှာဗျာဒီမှာဗျာအခုအရှင်ဘုရားဟိုတင်တပည့်တွေဘယ်နှစ်ယောက်လောက်ရှိလဲဗျာ ဦးစင်းတပည့်တွေကတော့ဒီ10တန်းနေရာဦးစင်းတပည့်တွေဒီကျောင်းရောက်လာတဲ့ကျောင်းသားတွေကဦးစင်းတပည့်တွေရဲ့ ဒီမှာဗျာဒီမှာအမှန်ကောင်းပါလေဗျာအဲ့ဒါဝန်တာပါလေဗျာ ဦးစင်းကတော့ဒီမှာကျောင်းမှာထိန်းသိမ်းဆောင်ရှောက်မှုကြံ့မာရေးဆောင်ရှောက်မှုဒီလိုပဲ ဒီမှာ အထွေထွေဆောင်ရှောက်ပေးပါတယ်ကျောင်း ဒီမှာဗျာဒီမှာဘာတွေအခက်အခဲရှိလဲဗျာအဓိကအခက်အခဲကဘာ ခက် ဖြစ် ခဲ လဲ တော့သူတို့ကြံ့မာရေးဆောင်ရှောက်တာခက်ခဲရရှိပါတယ် ဒီမှာဗျာဒီမှာသူတို့ဒီမကောင်းတဲ့အခါကျရင်ဘယ်သူကဘယ်ကိုသွားပြရလဲဗျာ အဲ့ဒါစူဆန်ဘော်ရာမသူကလာရအကူကြီးပေးပါတယ်အကူကြီးလိုတဲ့ခါသူသွားခေါ်လို့ရ ခုနကအရှင်ပြပြောတယ်ဗာစုဆန် စူဆန်ဘော်ရာ ဟောအဲ့ဒါဗာလဲဗျာ သူကဘော်ရာကနေမှသူကစောင့်ရှောက်တဲ့ကြံ့မာရေးအဖွဲ့ရှိပါတယ်ပြန်တော့ကူညီဆောင်ရှောက်ပေးတာ ဒီမှာဗျာဒါအစိုးရဖွဲ့လားဗျာ မဟုတ်ပါဘူးပုဂ္ဂလိကပါ ဟုတ်ကဲ့ဖွဲ့လားဒါတော့ကလေးတွေအိတ်တဲ့နေရာဒါတော့ကလေးတွေအိတ်တဲ့နေရာဒီပဲအိတ်ကြတယ်အခုကအဓိကတော့ရှင်မအမြင်ကြည့်မဆွေတာဟိုကျမ်းမာရေးကအဓိကပြဿနာပေါ့ဗျာကျမ်းမာရေးရှိတယ်နော် ညာတော့အဲ့ဒါအဓိက ဒီမှာဗျာဒီမှာဗျာအရှင်ဘဘွဲ့တော့ဘယ်လိုခေါ်ပါလဲဗျာ ဟောအရှင်ပန္တဝလို့ခေါ် အရှင်ပန္တဝခေါ်ပါနော်အရှင်ပြတ်သက်တော့ဘယ်လောက်ရှိပြီလဲဗျာ တက်တော်ခု46ပြည့်သွားပြီ ဟောဒီမှာဗျာဒီမှာဗျာ နှစ်တော်လားပြည့်ခဲ့တာပေါ့ ဒီမှာဗျာ အဲ့ခါတော့25ပါ ဒီမှာဗျာဒီမှာဒီလိုနာမည်ကဟိုတင်ကိုသိန်းစောပါဗျာပြီးတော့အပြင်ကခင်ဗျားတို့ပါပြီးတော့တာလီနာမည်ကြီးမောင်းနဲ့ကြီးတာလို့ခေါ်ပါတယ်သူတို့အတွက်ပေါ့ဒီလိုအောင်တဲ့ဒီမိသားစုတွေသိနေပါတယ်ရှင်ပြဒီဥစ္စာကဒီလိုလိုစီကဟိုတင်ဟိုသွားဆရာဝန်ဒေါက်တာဇော်ထွန်းနဲ့ဇနီးနဲ့မိသားစုကဒါသူကနေပြီးတော့ဒီခဏလေးပြောပြပါတယ်နော်သူလည်းအရှင်ပြေကောင်းတယ်လို့ခေါ်ပါတယ်ဗျာသူကနေပြီးတော့သိနေပါတယ်ဗျာအမေရိကန်ကတော့အရာဆိုးဆိုးဆိုတဲ့အင်္ဂလိပ်ပေါ့စေတနာရှင်တွေနဲ့သူကသိနေပါတယ်ဗျာနော် ဘုရားကြီးတို့ဒေါက်တာသိန်းစောဒေါက်တာခင်တန်းထွေတော့တာမောင်ကြီးတာမောင်ကြီးမောင်ဒေါက်တာမင်းစိုးဒေါ်မင်းစိန်မိသားစုများလှူဒန်းတဲ့အထူးတော်ငွေကျပ်3သိန်းကိုမိဆက်ရေစုပ်ဆက်တစ်လုံးဝယ်လိုက်မယ်အဲ့လိုရေစုပ်ဆက်တစ်လုံးဝယ်ပြီးတော့ရေပိုက်ပေ150 200လောက်ရှိတဲ့ရေပိုက်မြေကြီးတွေကိုမြုပ်လာမယ်
ပြီးတော့မှမီးချောင်းသားမှာရေကန်တစ်ခုဒီလက်မြေ10လုံးပုံစံလောက်ဆောက်ပြီးတော့အဲ့ဒါမီးချောင်းမှာအဆင်ပြေအောင်လို့ဆောင်ရွက်ပေးပါမယ် ဒီပါဗျာအမှန်အဆင်ပြေပါတယ်ဗျာ အဲ့ဒါပြီးလို့ရှိရင်လည်းပဲအဲ့ဒီရေစုပ်ဆက်ရဲ့ပိုက်ရဲ့ဒီရေကန်ဒီဆောက်ထားတဲ့ပုံလေးကိုဓာတ်ပုံရိုက်ပြီးတော့ဒကာကြီးထုတ်တာပြန်ပို့ပေးပါ တင်ပါဗျာအမှန်ကျေးဇူးတင်ပါတယ်ဗျာဒီပြီးတော့နော် ညံကိုလာပို့ပေးပါနော် တင်ပါဗျာအရင်မဲ့ဘမှုမနှောစီကြီးဂယုဏဝင်၍တဆွမ်းရလူဒါနဖြင့်ကုညီပေးမှာ